이 제야로 드디어 제모나 그러면 아웅고야래 나게 지수로 취모 말해 아웅고야 야래 저 게로 파오야래 시칸래 수라 알롱아 하야의 지수로 뜻했지 그럼 나 혼이야래 나 롱이야래 수에 하리 알롱아 알아 나도 모르지 그럼 비야의 기별처럼 시칸라 와면서ဖြစ်တယ် 아멘 이게 대바동나래 지금 교계로 말해 루 안내냐 디감차 특히 예수가 내 역시 나오다면 표현이라면 할렐루야 소들이야 그 예수의 법이 지지해야 정신 그거가 왜 저런 어떤로 그거에 제일 내가 리라이 따이는데 그래서 저는 내가 이렇게 그날 원래 세마 표현나 저런 그이래 도와래 양고만 싫어해 디마라 허래서 저런 배자를 내내로 까오마 몰라 야 봐. 그이와래 비아노를 비아 배자고 와래 저런 아니 그거래 비아 좀 비들라 나 라파오야 그 주에 나에게 지수로 취모 말해 아멘 니네 바로 자 저런 편 낳고 있는 배아킹아 저러고 다 지내는 야시 아멘 누구 판세비를 가마 띠리자잖아 이리 우예마 가래 그래 네 안에 남미네 딱이로 그래 할렐루야 이리 우예 뭐라 라이브 샤네 또이 마무 우리가 라이브 샤네 이리 우예 배나 말해 봐자 그러 루자디 온나비네 이리 우예의အဓိပ္ပာယ်က 매미 거 루네 배야 성지야ဖြစ်တယ် 할렐루야 내가 미지모 말라임 샤네တွေ့မှာမဟုတ်ဘူးဒီနေ့ခရစ်တော်အားဖြင့်ဖယားနဲ့ပြန်ပြီးတော့မျက်နှာချင်းဆိုင်ခွင့်ရသွားတဲ့ကျွန်တော်တို့ကအေဒင်ပြန်တွေ့ပြီးပြီအာမင်အဲ့ဒါမရသေးတော့အေဒင်ကပျောက်နေသေးတာလိုက်ရှာသေးတဲ့အထိမတွေ့ဘူးအဲ့တော့ဖယားကကျွန်တော်တို့ထားခြင်းတဲ့နေရာရှိတယ်အမြဲတမ်းနေရာနဲ့တိတိကျကျပြောတယ်ဥပမာအာဗြဟံကိုသူ့သားဣဇက်ပူဇော်ဖို့ရန်အတွက်မောရီတောင်ပေါ်ကိုသွားလို့ပြောတယ်မင်းချစ်ချက်ပြီးအစဉ်ပြေတဲ့နေရာမှာမိဖို့ပြီးတော့ချလိုက်ပါအဲ့လိုမျိုးနေရာတတ်တတ်မှတ်မှပြောတယ်အဲ့ဒီတောင်ပေါ်အထိသွားအဲ့ဒီတောင်ပေါ်ရောက်သွားလို့ခြုံမှာဂျိုညိနေတဲ့သိုးကိုတွေ့တာတကယ်လို့တောင်အောက်မှာပဲဆိုလို့ရှိရင်ပူဇော်တာတော့တောင်ပေါ်တိတက်စီရမလို့ပါဘူးဘုရားပဲနေရာပြပြရပါတယ်ဆိုရင်တောင်အောက်မှာချလိုက်ရင်ဣဇက်ရှော့တော့အပေါ်မှာမှအဲ့ဒါကြောင့်အဲ့ဒီအရာကိုဘုရားသခင်ပြင်ဆင်တော်မူသောအရာဂျေဟောဗာဂျီရဲပြောတယ်သခင်ယေရှုကအသေးခံဖို့ရန်အတွက်ကရာနီကုန်းဆိုတာတိတိကျကျရွေးထားတာသတ်မှတ်ထားတဲ့နေရာအဲ့လိုပဲပြန်တက်သွားတဲ့အခါကျတော့တန်ဝင်တော့ပြန်ဆင်းလာရင်လည်းတန်ဝင်တော့နှစ်ချမ်းကွဲမယ်လို့ကတော့ပြောပြီးသားဒါကြောင့်အမြဲတမ်းဘုရားမှာသတ်မှတ်ထားတဲ့နေရာရှိတယ်ဒီနေ့တင်တဲ့ကျွန်ုပ်တို့လည်းဘုရားခင်တတ်မှတ်ထားလို့နေရာရှိတယ်အာမင်ဒီတည်းလားလူမျိုးတွေကိုအေဂရုပြည်ကနေကဲထုတ်လာတဲ့အခါမှာဘုရားကဘယ်မှာထားမလဲဆိုတာနေရာတတ်မှတ်ပြီးသားဘယ်မှာထားမလဲဒီတည်းလားလူမျိုးတွေများဘယ်မှာထားမလဲဘယ်မှာထားမလဲခန္ဓာပြည်ဆိုတာဟုတ်တယ်ခန္ဓာပြည်တော့လေအဲ့ဒါပဲတီလို့ခက်နေတာအဲ့ဒါပဲတီလို့ခက်နေတာဒါကြောင့်ကဘာကြီးပေါ်မှာခန္ဓာပြည်တွေအများကြီးပေါ်လာတယ်အမေရိကရောက်တော့အမေရိကလူတချို့ကပြောတယ်ဆရာကြီးအခုမှပဲကျမတို့ခန္ဓာပြည်ရောက်တာဟောကနေဒါရောက်တယ်ကနေဒါလူတွေကသူတို့မှခန္ဓာပြည်ရောက်နေရတယ်အဲဆိုအမေရိကနဲ့ကနေဒါနဲ့စကားစစ်ထုတ်ခံမယ်ဘယ်ဟာခန္ဓာအစ်စ်လဲဆိုပြီးတော့ဥရောပရောက်တော့လေဥရောပလူတွေကသူတို့မှခန္ဓာပြည်တဲ့အော်ပဲဩစတြေးလျပဲရောက်တော့လေဩစတြေးလျလူတွေအမလေးကျမတို့မှတကယ်ခန္ဓာပြည်ရောက်နေတာ promise နဲ့ကျုပ်တို့ပဲအေဂုတုမှကြံခဲ့တာပေါ့ဟုတ်တယ်လေသူတို့ရခန္ဓာပြည်ရောက်တော့ကျွန်တော်တို့အေဂုတုမှကြံခဲ့တာပေါ့မလေးရှားတော့ရောက်ရင်တော့ပေါ့တော့ကျွန်တော်မေးကြည့်တယ်ဘာဖြစ်လို့မင်းကခန္ဓာပြည်ရောက်နေတာတော့ခန္ဓာပြည်ရောက်တယ်လို့ဘာဖြစ်လို့ယူဆလဲဆိုတော့အခုမှစာဝင်နေအစဉ်ပြေတယ်လူတွေကစာဝင်နေအစဉ်ပြေခန္ဓာပြည်ရောက်တယ်လို့ထင်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သိထားတယ်ရေဘူးရကျွန်တော်တို့သိထားတဲ့ခန္ဓာပြည်ကနို့နဲ့ပြားရည်စီးတဲ့မြေလို့သိထားတာတကယ်တော့ခန္ဓာပြည်ဆိုတာဣသရေလလူမျိုးတွေအတွက်ရန်သူခုနှစ်မျိုးတိုက်ပြီးတော့အောင်ပွဲခံတဲ့နေရာဖြစ်တယ်ဟာလေလုယာအာမင်အဲတော့ခန္ဓာပြည်ဆိုတာဘယ်လိုနေရာလဲလို့မေးအောင်ပွဲ
ဖြစ်တယ်ဟာလေလုယာထပ်ပြောမယ်အဲ့ဒီအောင်မြင်သောအသက်တာဆိုတာလူရှေ့မှာပြောတာမဟုတ်ဘူးဖယားခင်ရှေ့တော်၌အောင်မြင်သောအသက်တာဖြစ်တယ်အာမင်တင်ဆိုင်ဖွင့်ရောက်ဝင်းသူစားတို့ဘာလို့ပေါ့လေဘုံသူဆိုင်ဖွင့်ရောက်အဲ့ဒီဆိုင်ကအောင်မြင်တယ်ရောင်းရတယ်ဆိုရင်ဥမာအခုမြန်မာပြည်စီးရီမာအောင်မြင်တယ်ဆိုင်ခွဲတစ်ခုပေါ်လာသူတို့လုပ်ငန်းအောင်မြင်တယ်ငါတို့လည်းလုပ်ချင်တယ်တခုတင်အောင်မြင်နိုင်တယ်အဲ့ဒါလူရှင်းမှာအောင်မြင်တဲ့ကိစ္စဈေးရောက်ကောင်းတယ်ဆိုတော့လူရှင်းမှာအောင်မြင်တဲ့ကိစ္စဒါမှလည်းတင်တဲ့ချင်းဆိုအခွေထုတ်ဟာနာမည်ချီသွားတယ်ဒီရင်ဘက်တစ်ချက်ကတယောက်ဟေးအခွေထုတ်တာအမလေးလဲတောက်ပဲဟုတ်လားအဲ့ဒါလုံးဝလာတယ်ကျွန်တော်ဒီကလေးမလေးတယောက်ရှိတယ်သူအခွေနာမည်ကမင်းမရတော့နေဆွေးမြနာမည်အခွေနာမည်ကမင်းမရတော့နေဆွေးမြအဝိညာဉ်တွေပဲဘယ်မိလို့ရလဲသူ့ယောက်ျားတစ်သက်လုံးမှတ်မိနေတယ်300ပြုတ်သွားတာအဲ့လိုဖြစ်ရောသူ့ယောက်ျားကဘလို့မှမေးလို့မရဘူးလေဒီအခွေတော့300ကုန်သွားတယ်မင်းမရတဲ့နေဆွေးတွေအဲ့ဒါလေးကုန်သွားအဲ့တော့တင်းအခွေထုတ်နာမည်ကြီးတယ်အောင်မြင်တယ်အဲ့ဒါလူရှိမှအောင်မြင်တဲ့ကိစ္စကဲကြောက်စိမ့်သွားသူဟာသိန်းထောင်ချီတန်တဲ့ကြောက်ကြီးအောင်နဲ့အဲ့ဒါလူရှိမှအောင်မြင်တဲ့ကိစ္စလေနှုတ်ကပတ်တော်ဖယားနှုတ်ကပတ်တော်ကပြောတဲ့အောင်မြင်ခြင်းဆိုတာလူရှိမှအောင်မြင်တာပြောတာပေါ့တင်းရဲ့နေ့စဉ်အသက်တာဖယားသခင်ရှေ့မှာအောင်မြင်နေတဲ့အသက်တာကိုပြောတာဖြစ်တယ်အာမင်အာမင်အဲ့အောင်မြင်သောအသက်တာလို့ပြောတဲ့အခါလောကအောင်မြင်ခြင်းနဲ့ဘာမရောလဲဒါကြလေကျွန်တော်တို့အများကြီးအောင်မြင်ခြင်းဆိုတာအဲ့ဒီအခွေထုတ်ရင်နာမည်ကြီးတာတို့ဈေးရောက်ကောင်းတာတို့ကြောက်တူးလို့ရတာတို့အဲ့ဒီလောကီအောင်မြင်ခြင်းတွေနဲ့သွားပြီးတော့တွဲနေတတ်တယ်ရောနေတတ်တယ်ဒီနေ့က12ရက်ဇူလိုင်12ရက်နော်မနေ့ကဇူလိုင်13ကအချိန်ကဆရာယူတတမြန်မာပြည်ကိုခြေချခဲ့တဲ့နေ့1823တရင်ဇူလိုင်မှာဆရာယူတတမြန်မာပြည်ကိုစပြီးတော့ခြေချအဲ့တော့1823မှာဆရာယူတတမြန်မာနိုင်ငံကိုရောက်လာပြီးတော့သာသနာပြုတယ်ဧဝံဂေလိတရားစပြီးတော့မှဝင်ငါပြောတယ်တနစ်တိကြတယ်လူပဲတယောက်ပြောင်းတယ်ကြောက်နှစ်နှစ်ကြာတယ်ဘယ်နှစ်ယောက်ပြောင်းလဲ3နှစ်ကြာတယ်4နှစ်ကြာတယ်5နှစ်ကြာတယ်ကောင်းပြီသင်ဆရာကြီးတို့ကတော့နောက်ကနေပြီးတော့အလူငွေထောက်ပံ့နေတဲ့လူအနေနဲ့စဉ်းစားကြည့်ဆက်ပေးခြင်းဒီလားငါတို့ကတော့ပေးလိုက်ရတာ9နှစ်ရှိပြီဘာအသီးပွင့်မှလည်းမရှိဘူးတခုတော့လွဲနေတယ်ထင်တယ်နော်ပြောရရင်ဆရာယူတန်ရဲ့လုပ်ငန်းအောင်မြင်လားလို့မေးမအောင်မြင်ဘူး6နှစ်နေမှတယောက်ပဲအောင်မြင်တာဦးနောက6နှစ်နေမှပထမဦးဆုံးပြောင်းလဲတဲ့မြန်မာနိုင်ငံထဲကယုံကြည်သူပေါ့နော်ဆိုတော့6နှစ်နေမှတယောက်ပဲရတယ်အဲ့တော့ဆရာယူတန်ရဲ့လုပ်ငန်းအောင်မြင်လားလို့မေးရင်ဆရာယူတန်ကိုကိုယ်တချင်းလေးနဲ့ပြန်ခိုင်းလိုက်တော့ကောင်းမယ်မိခလာနဲ့လေပြန်ပြီးတော့မစင်းစားနဲ့ပြန်ပြီးတော့မစင်းစားနဲ့ဆိုတာနော်တခုခုတော့လွဲနေတဲ့ချင်းနဲ့ဂျက်စင်ပြန်စင်းစားပါဦးမင်းဒီမှာလာပြီးသာသနာပြုတာ6နှစ်ရှိပြီလေလူတယောက်မှလည်းမပြောင်းလဲဘူးလေမင်းလွဲနေတဲ့ချင်းနဲ့တော့ဟုတ်တယ်သူ့ရဲ့လုပ်ငန်းမအောင်မြင်ပေမဲ့သူ့ရဲ့နေ့စဉ်အသက်တာအောင်မြင်တယ်အာမင်နေ့စဉ်သူ့အသက်တာထဲမှာဖယားစကားအောင်မြင်တယ်ဟာလေလုယာအာမင်အဲ့တော့ခန္ဓာဒီဆိုတာအောင်မြင်တဲ့အသက်တာအောင်ပွဲခံတဲ့နေရာဘသူရှေ့မှာအောင်မြင်တာလဲဖယားသခင်ရှေ့မှာအောင်မြင်လို့တဲ့တာဖြစ်တယ်အာမင်ဒီလိုပြောတာကိုချမ်းသာကဘာဦးချမ်းကိုစပြီးဖတ်တဲ့အခါမှာလူကိုဖန်ဆင်းခြင်းနဲ့စပြီးအခန်းကြီး90ရောက်တော့ကဘာဦးချမ်းအဆုံးအခန်းကြီး90ရောက်တော့ယောသတ်တည်တဲ့အခါကဘာဦးချမ်းဆုံးတာဖန်ဆင်းခြင်းနဲ့စတယ်တည်ဆုံးခြင်းနဲ့အဆုံးတတ်အဲ့ဒါဖယားဖန်ဆင်းတဲ့လူကအပြစ်တရားမှာကြာဆင်းသွားတယ်ဆိုရင်ကြောင့်ပေါ့ဗျာအဲ့တော့ကဘာဦးချမ်းပြီးတော့ထွတ်မြောက်လာခြင်းထွတ်မြောက်လာခြင်းက the book of redemption ရွေးနှုတ်ခြင်းနဲ့ဆိုင်တဲ့စာအုပ်ပဲအဲ့ဒီအပြစ်တရားထဲမှာကြာဆင်းနေတဲ့လူကိုဖယားကပြန်လေရွေးနှုတ်တယ်တယ်အာမင်ပြီးတော့မှထွတ်မြောက်လာခြင်းပြီးတော့ဝတ်ပြုရာခြင်း
ကျမ်းနာမယ်ဟောပါလေဝတ်ပြုရဆိုတော့ဖယားရွေးလုပ်ထားတဲ့လူကဖယားကိုဘယ်လိုဝတ်ပြုလဲဖယားကိုဘယ်လိုကူးဝင်မလဲဖယားသခင်ရှေ့မှာနှစ်သက်ဖွယ်အသက်ကလည်းသူဘယ်လိုအသက်ရှင်မလဲအဲ့ဒါဝတ်ပြုရကျမ်းကစက်တင်ပြလိုက်ဝတ်ပြုရကျမ်းပြီးမှတော်လေအဲ့ဒါကခုနဝတ်ပြုရကျမ်းမှာဖယားဒီလိုနေပါဒီလိုစားပါဒီလိုအသက်ရှင်ပါအဲ့ဒီသူပြောထားတဲ့အတိုင်းအဲ့ဒီလူကတကယ်အသက်ရှင်မယ်မရှင်ဘူးတနည်းအားဖြင့်အဲ့ဒါလက်တွေ့တက်တာတနည်းအားဖြင့်ပြောရရင်ဒီနေ့ကျွန်တော်တို့ရဲ့ Monday to Saturday ပဲတနည်းနေ့မှာကျွန်တော်တို့ကတော့ခိုင်ရမလားအာမင်နဲ့ထူရမလားအာမင်နဲ့သူဝိဒီမှာပဲထားကြတာများတယ်ဝိညာဉ်မျက်စိနဲ့ကြည့်ရင်ဒီအခါကြီးတစ်ခုလုံးကအာမင်နဲ့ပြည့်နေဟာလေလုယာအာမင်နဲ့ဒီတော့ပြည့်နေတာကျွန်တော်တို့ကထူပြီးထားကြတယ်ဆရာဝန်ကတော့ထိတွေ့တယ်ထိရှာတယ်ကိုအားရအာမင်ဆိုပြီးတော့အဲ့ဒါကိုဒီမှာထားကြတယ်မဟုတ်ဘူးတင်းရဲ့နေ့စဉ်အသက်တာလည်းပါသွားမယ်တင်း Monday to Saturday တင်းသွားလာလို့ရှားနေတဲ့တင်းရဲ့ကြောင်းရင်းထဲမှာလုပ်ငန်းဝင်ထဲမှာစီဝိုင်းနဲ့ပေထဲမှာအဲ့ဒီ Sunday တုန်းကကြားရတဲ့နှုတ်ကပတ်တော်ကတင်းရဲ့သက်တာလေးကနေထင်ရှားမှာဖြစ်တယ်ဟာလေလုယာအဲ့တော့တောလေယာချမ်းဆိုတာဒီဣသရေလလူမျိုးတွေဖျားပြောတဲ့အတိုင်းတကယ်အသက်ရှင်မယ်မရှင်ဘူးဆိုတာကိုဖျားစစ်လိုက်တာအဲ့တော့ကျွန်တော်တို့ဒီဣသရေလတစ်မျိုးလုံးကဆာမွဲစစ်မခံနိုင်ဘူးစစ်တဲ့အခါကြာခိုးချလို့လည်းမရဘူးဘုရားစစ်တာဆိုတော့ကြာတာအဲ့ဒါကြောင့်တောလေယာချမ်းပြီးတော့မှတရားဟောရခြင်းဂျူထရိုနိုမီလို့ပြောတာဂျူရဲ့ထပ်ဆင့်ရှေ့မှာပြောပြီးသားတွေပဲဝတ်ပြရချမ်းမှာပြောပြီးသားတွေပဲဒါပေမဲ့သူတို့မလုပ်တဲ့အတွက်မလိုက်လျှောက်တဲ့အတွက်ဘုရားနောက်တစ်ချိန်ထပ်ပြောတယ်အဲ့ဒီတရားဟောရချမ်းပြီးမှယောရှုမဆာမှာတော့ယောရှုဥဆောင်တဲ့ဣသရေလလူမျိုးတွေကဘယ်ကိုဝင်ပြီလဲခါနန်ပြည်ကိုအာမင်ခါနန်ပြည်ဆိုဘယ်လိုနေရလဲအောင်ပွဲခံတဲ့အဲ့ခါနန်ပြည်ကိုရောက်တဲ့အသက်တာဆိုတာဘာအသက်တာလဲအောင်မြင်သောအသက်တာဘယ်သူရှိလဲဘုရားသခင်ရှိတော်လည်းဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်ပြောမယ်ဣသရေလလူမျိုးတွေဘုရားအဲဂုတ္တုပြည်ကယ်ထုတ်လာတယ်တော့ဖြတ်ဟုတ်လားစဉ်းစားမယ်တော်လည်းဖြတ်လာတဲ့အခါသူတို့မှန်မှစားရရဲ့လားစားတယ်ပြောရရင်ဖယားကတော်ထဲမှာဣသရေလလူမျိုးတွေကျွေးတာပါဇက်ထဲကိုခွန်မကျွေးအောင်တမယ်ပဲမနဲ့မိုးလေးလို့ကျွန်တော်တို့အိယာမနိုးသေးဘူးဖယားဘက်ကမာနမုတ်ချထားပြီးပြီလားအပြင်တဲရင်ထွက်လိုက်တာနဲ့အစင်သစ်စားစရာရှိလားကျွန်တော်လိုပြင်းတဲ့လူဆိုရင်ညအိတ်ကလေးကတဲထောက်နားလေးမှာကတ်အိတ်မိုးလေးအသားလေးတဲပြီးကိုလက်ရှူလိုက်နေကျွန်းချနေပြီးသားလေနော်အသားလေးကောက်ပြီးတော့အိယာတွေကနေပြီးတော့မှစားရုံပဲကျွန်တော်ငယ်ငယ်တော့မပြောင်းလဲခင်စိုးတဲ့အချိန်ကဘေးသားမနဲ့ဆိုမထအောင်လေဒါကျွန်တော်အဖွားကျွန်တော်ချစ်တော့ဘေးမှာကောင်းကြီးမောင်းနဲ့ပဲပြိုးနဲ့စီနဲ့နေပြီးတော့ဒီမြည်ကြီးကိုကျေးဇူးရှင်ကိုဆိုတော့ကားရဲ့အေးရဘေးမှာအစင်းနေလာထားပေးတယ်ကျွန်တော်နိုးလာလို့ဆိုလို့ရှိရင်မထလာသေးပဲနဲ့ခြေထောင်ထဲကနေအဲ့ဒါကိုလှမ်းနှိုက်ပြီးတော့အိယာထဲမှာစားသေးတာပြီးတော့မှခေါင်းရင်းမှာညနှက်ထားတဲ့ဆေးဘောလိတ်အတူရှိတယ်အဲ့ဒါကိုယူပြီးတော့မှခြေထောင်ထဲမှာဆေးဘောလိတ်နဲ့ပြန်ပြီးတော့မှိန်ပြီးတော့စိတ်ပြန်ပြီးတော့မှထဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်ပေါ့လေညအိမ်ရဲ့တဲထောင်သားလေးကအိမ်မနေ့မိုးလေးနိုးပြီးသားတဲ့အပြင်ဟောသားလေးလက်ရှူလိုက်ဘာနာမောကြနေပြီသားတော့ကောင်းပြီဣသရေလလူမျိုးတွေတောထဲမှာမှန်စားလားထပ်ပြောမယ်ပုံကံနေလဲဖျားကျွေးပါလဲဘောပဲရှောက်ခေါ်လာလဲမောရှိမိဟာရရလဲဘာညာပြောရင်လဲကျွေးလားကျွေးတယ်ဘယ်ဟာခင်ကမောရှိကိုတခါမှမောရှိဒီမနေ့တော့ငါမာနမုံနည်းနည်းရှော့ချလိုက်တယ်လို့ခါမပြော
ngā di mene mana mo kota show like ha ba pi lo le ko ro mane yaပုံစံနဲ့ကောင်နေဒီနေ့အစာရှောင်ခိုင်းထားလိုက်ပြောလားပြောမမှန်ကျွေးလားကျွေးလားသူ့လူမျိုးတော်ဖြစ်နေလို့ကျွေးတာဟာလေလုယာကောင်းလို့ကျွေးတာမဟုတ်ဘူးနားထောင်လို့ကျွေးတာမဟုတ်ဘူးတိတ်လိမ်မာလို့ကျွေးတာမဟုတ်ဘူးလူမျိုးတော်ဖြစ်နေလို့ကျွေးတာကဲအစားပြီးတော့လောကကြီးမှာစားဝင်နေရလို့ပြောတာအစားပြီးတော့အဝတ်တော်ထဲမှာသွားနေရဆိုရင်အထင်မသေးနဲ့တော့ကြည့်လိုက်ကြိုက်တဲ့အချိန်ကြည့်လိုက်အစ်စ်ပဲဝတ်တယ်ကျတော့ကဲတော့အဝတ်ကောအစုပ်တွေဝတ်နေရလားအစ်စ်တွေဝတ်နေရလားသူတို့ဘာတစ်စိမ့်ဝတ်လဲတော့မသိဘူးကျွန်တော်လေ့လာနေတာ research လုပ်နေတာဘာလို့လဲအထည်ဝယ်နှစ်40ခန့်တယ်လေဟုတ်လားခလေးတွေဝယ်ပြီးပွဲသိမ်းမယ်ရောက်သမီးရေဆိုတာယောက်ျားရည်ဘူးလို့ရပြီဟုတ်တယ်လေအသက်40တိုင်ရောအိမ်ပြီးသွားမှာဆိုတော့တစ်ဖက်ဝယ်ပြီးတာအဲ့ဒါတစ်သက်စာဘူးလို့အခုခဏခဏဝယ်ပြီးနေရတစ်သက်လုံးတွဲဆိုရင်20လောက်ဆိုပြီးသွားပြီဟာတစ်ထည်ဝယ်နှစ်40ဆိုရင်နောက်တစ်ထည်ဆိုရင်80လောက်ဆိုတော့တည်ပြီနှစ်ထည်ဆိုတစ်သက်စာပြီးသိအများကြီးဝယ်ကြရမလို့ကဲကောင်းပြီအဲ့တော့စားဖို့အဆင်ပြေသလိုဝတ်ဖို့ရောအဆင်ပြေလားကဲစားဖို့နေရေးနေထိုင်ရေးစဉ်းစားအခုလုံးနေပူနေလို့ဟဲ့နေလိုရှင်းလေးပါလေလိမ့်လာတော့ကြာနေလောင်ပြီးတော့နေမဖြူတဲ့သားတွေမဲကုန်ပဲပါညာပြောစရာမလိုဘုရားမိုးတိမ်နဲ့အရေးပေးထားတယ်အာမင်ညမောင်သွားရင်မီးတိုင်နဲ့အလင်းပေးတယ်မီတာကပေးစရာမလိုမီးအားအတက်ကြမရှိဘူးမီတာထိမ့်သိမ့်စေးလည်းမရှိဘူးမှန်နေတာပဲဟုတ်လားပြီးတော့မှညဘက်မှာထွက်လာတဲ့ပူးမွားအန်ဒီရီယာနေလည်းကာဗာဖြစ်သေးတယ်အဲ့တော့တိုးရင်းမှာသွားနေတယ်လို့ပြောပေမဲ့သူတို့နေထိုင်ရေးအဆင်ပြေလားပြေတယ်စားဖို့အဆင်ပြေလားအဝတ်အဆင်ပြေလားနေထိုင်ရေးအဆင်ပြေလားဒါဆိုရင်ဣသရေလလူမျိုးတွေတိုးရင်းမှာသွားနေပေမဲ့စားဝတ်နေရေးအဆင်ပြေလားပြေလားဘယ်မှာပြေနေရလဲဘယ်မှာပြေနေရလဲဘယ်မှာပြေနေရလဲအဲဆိုရင်စားဝတ်နေရေးအဆင်ပြေဘယ်မှာပဲရှိသေးတယ်မရှိသေးတယ်ထိုးထဲမှာပဲရှိသေးတယ်ကျွန်တော်တို့ကဘယ်ရောက်နေသေးတယ်ခန္ဓာဘယ်ရောက်နေလဲကိုယ်ဘယ်ရောက်လို့ရောက်မှလည်းမသိဟုတ်လားဟုတ်အဲ့ဒါလို့ပဲတင်စားဝတ်နေရေးအဆင်ပြေုံနဲ့မချင်နိုင်စားဝတ်နေရေးအဆင်ပြေုံနဲ့မချင်နိုင်ဖယားကတင့်ကိုခါနာပြီဆိုတဲ့အောင်မြင်တဲ့အသက်တာကိုရောက်စေချင်တာဖြစ်တယ်အာမင်ဖယားနေစေချင်တာတော်လားခါနာကျွန်တော်တို့အများကြီးကစားဝတ်နေရေးအဆင်ပြေချင်တတ်သွားတယ်သူ့ကိုယ်သူလည်းအဲ့ဒါခါနာရောက်နေပြီလို့ထင်တော့ဂိတ်ကဆုံးနေရောဂိတ်ကဆုံးနေရောငါတို့တော့ခါနာရောက်ပြီဆိုပြီးတော့မှအဲ့လောက်မှထင်နေတာဟုတ်အဲ့တော့ဖယားကအေဂရုပြည်ကဲထုတ်လာကြတဲ့ကတိတိကျကျခါနာပြည်မှာထားမယ်အစင်ပြေလို့ချစ်ချက်ပြီးခေါ်လာတာမဟုတ်ဘူးဖယားမှာတိကျတဲ့အကြံစီတော့ရှိတယ်အာမင်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်ပြောမယ့်နှုတ်ကပတ်တော်ကိုလိုက်ဆိုပါကြောက်ရွံ့ခြင်းမရှိနဲ့ကြောက်ရွံ့ခြင်းမရှိနဲ့ငါသည်အဦးဆုံးသောသူနောက်ဆုံးသောသူလည်းဖြစ်မကြောက်နဲ့ငါကအဦးဆုံးဖြစ်တယ်လို့ငါကနောက်ဆုံးလည်းဖြစ်တယ်တဲ့ငါကအာလဖာဖြစ်တယ်လို့အိုမီဂါလည်းဖြစ်တယ်တဲ့ I am the first and the last အစလည်းဖြစ်တယ်အဆုံးလည်းဖြစ်တယ်လို့သခင်ယေရှုကပြောတယ်ဟာလေလုယာအာမင်အဲ့တော့မေးစရာမေးခွန်းရှိလာတယ်ဖယားကအစလည်းဖြစ်တယ်အဆုံးလည်းဖြစ်တယ်ဆိုတော့ဖယားဘယ်တော့မှစဖယားကအစရှိအစဖယားဘယ်တော့မှစအစရှိလားဖယားမှာရှိလားရှိပါဘုရားမှာအစဘုရားကိုသူကစတယ်ရှိလားကဲကောင်းဟဲ့ဘုရားဘရောတော့ဆုံးတယ်ဘုရားအဆုံးတတ်မဲ့ခြင်းရှိလားရှိလားအဲဆိုဘုရားဆိုတာအစအဆုံးဒါပေမဲ့အခုဘုရားပြောတယ်ငါဒီအစလည်းဖြစ်တယ်
ဆုံးလည်းဖြစ်တယ်ဘုရားမျိုးမျိုးနော်ဘယ်ရှိတယ်ဖခင်ရဲ့ဖြစ်တည်ခြင်းမှာအစမရှိဆုံးမရှိဒါဖခင်ကအစလည်းဖြစ်တယ်အဆုံးလည်းဖြစ်တယ်ဆိုတာသူ့ရဲ့ဖခင်ဇာတိအဖြစ်တော်ပြောတာမဟုတ်ဘူးတင်ဘဝအတွက်ပြောတာဖြစ်တယ်ဟာလေလုယာတင်ဘဝထဲမှာအစပြုတဲ့ဖခင်ကတင်ဘဝအဆုံးထိအောင်ကြံစီလို့ရှိပြီးသားအာမင်ဣသရေလလူမျိုးတွေကိုအဲဂုတ်ကနေကယ်ထုတ်တယ်ဆိုတာအစပြုခြင်းဘယ်မှာအဆုံးသတ်မလဲခါရန်ပြည်မှာအဆုံးသတ်အဲအစပြုတဲ့ဖခင်ကဘယ်အထိအစီအစဉ်ရှိလဲအဆုံးအထိအစီအစဉ်ရှိတယ်ဟာလေလုယာအာမင်ဒါဆိုရင်တင်ရဲ့မနှက်ဖန်ကိုတင်မသိပေမဲ့ဖခင်စီစဉ်ထားပြီးသားအာမင်တင်ရဲ့အနာဂတ်ကိုတင်မသိပေမဲ့ဖခင်စီစဉ်ထားပြီးသားအခုကျွန်တော်တို့တိုင်းရဲ့အခြေအနေကပေါက်ခါနီဒိုင်းနမိုက်နဲ့တူတယ်လို့ပြောတယ်အခက်မသိပေါက်ပွဲပေါ်နိုင်တယ်လို့ပြောတယ်လူတွေထိုင်နေတယ်ဘာဖြစ်မှမသိဘူးစဉ်းစားကြည့်ရင်လူအနေနဲ့စဉ်းစားရင်စိုးရိမ်စရာပဲအကိုင်တွေမကောင်းရင် तू ကပေါက်ကွဲတော့မယ်စနစ်တန်မီးရှို့ပြီးသားတိုင်းပုံကိုဖြစ်နေတယ်လို့အင်စားပြီးပြောကြတယ်ဟုတ်တယ်ဖြစ်နေတဲ့ situation ကဒီအတိုင်းပဲဒါပေမဲ့ကျွန်တော်တို့အတွက်တော့အဲ့ဒီဟာကိုစိတ်ပူစရာမလိုဘူးတင့်အတွက်ဖျားချံစီလို့ရှိပြီးသားဟာလေလုယာအာမင်ဖျားကတင့်ကိုအစင်ပြေတယ်လို့ကြည်ချက်ခေါ်လာတာမဟုတ်ဒါပဲကွာမိစဉ်ကြည်ကြတော့အဲ့လိုမဟုတ်ဘူးဖျားပါတိကျတဲ့အချံစီတော်နဲ့တိကျတဲ့ရည်ရွယ်ချက်ရှိတယ်အာမင်တနေ့ကအမေရိကန်မှာမင်္ဂလာဆောင်တစ်ခုကျွန်တော်စကားပြောပြီးဖို့ခေါ်တယ်အဲ့ဒါသွားနောက်တစ်နေ့ပြန်ရောက်တဲ့အခါကျတော့တစ်နေ့ရှိပြီပေါ့နော်သူတို့လည်းအိမ်အောင်တဲ့တစ်နေ့ဆိုတော့ကလေးလည်းကိုဝင်လည်းစရှိပြီကလေးမရလည်းကိုဝင်ရှိပြီပေါ့အဲ့တော့ဘာပြောလဲဆိုတော့ဆရာတဲ့နောက်နေ့လာရင်တော့တဲ့ကျမတို့ဒီမြို့မှာမနေတော့ဘူးလေဟိုဘက်မြို့တခြားတစ်မြို့ရောင်းပြီတဲ့နောက်တစ်ခေါက်လာလို့ရှိရင်တခြားတစ်မြို့လာခဲ့ပေါ့ဆိုတော့မှသူဒီလိုပြောတယ်ကျွန်တော်ကတော့ねသူတို့ဒီမြို့မှာလည်းအလောက်ကင်ပါညာအဆင်ပြေနေတာပဲဘာဖြစ်လို့ဟိုဘက်မြို့ကိုပြောင်းပါလဲဆိုတော့ဒီမြို့ကအလောက်ကင်တော့ကောင်းနေတယ်ကျောင်းနေရသိမကောင်းဘူးခလေးတွေတဲ့ကျောင်းကောင်းတဲ့မြို့ပြောင်းတာသူပြောတယ်ခလေးတွေဆိုတာဘိုက်ထဲမှာ3လပဲရှိတယ်ကဲခလေးကမွေးလာပြီးချက်ချင်းကျောင်းတဲ့ဥမှာမဟုတ်သေးဘူးဒါပေမဲ့ကျွန်တော်ပြောနေတာမိဘဆိုတာစဉ်းစားပေးရလားအဲ့ဒါမြေကြီးဘဝမိဘပဲရှိသေးတယ်ကောင်းရဲ့ဖအတိထက်တာလေမိတ်ဆွေတင်မမွေးခင်ကလေးကတင့်အတွက်အားလုံးစီစဉ်ထားပြီးသားဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကအဲ့ဒါကိုသဘောပေါက်တော့မနှက်ဖန်တွဲမစိုးရင်လည်းဆိုချမ်းပိုင်အလွတ်တော့ရတာပဲဒါပေမဲ့အဲ့ဒါဆိုရင်လည်းပဲထိုင်ပြီးစိုးရင်နေတာဟုတ်ထိုင်ပြီးစိုးရင်ဘာဖြစ်လို့လဲဖယားသခင်ကတင့်အတွက်တိကျတဲ့အကြံစီလို့ရှိတယ်ဆိုတာကိုသင်ရှင်းရှင်းလေးသဘောမပေါက်တချီလေးမှာကြားလာပြီကျွန်တော်ချမ်းသာတင်ပြီးတော့ရန်ကုန်ပြန်လို့ဒီစောင့်နေတဲ့ချိန်ကျွန်တော်ဘေးနားမှာသားမီးမြောက်ချမ်းသာတအုပ်နဲ့လှုပ်ရှုပ်ဒါနဲ့ကျွန်တော်ကချမ်းချက်ရှာနေတာလားချမ်းသာရှာနေတာလားမနေနိုင်လို့ပြီးတော့ဟုတ်တယ်တဲ့သမီးလေးအားတဲ့လင်းပြန်စီးရမှာကြောက်လို့တဲ့ဒါကြောင့်ဖယားသခင်ကကြောက်တတ်သောစိတ်သဘောကိုမပေးဘူးဆိုတဲ့ချမ်းချက်ကိုရှာနေတာအဲကျွန်တော်ဒီမှာတိမောသေဝါဆိုတော့ဘုမဆောင်ခန်းကြီးတဲ့နေခဏမှာရောဒီမှာကြည့်ပြပြီးတော့မြေတို့ကဲသမီးလေးဒီချမ်းပိုက်လေးချက်ဆိုတော့အဲ့ချက်ချမ်းပိုက်လေးကဒူလေးဆို7မိနစ်15မိနစ်ဆိုအလွတ်ရပါပြီပေါ့လေညောတက်ဖို့ကနိုင်ဝက်လောက်ဆောင်းရသေးတာဒါလည်းပြီးသွားတဲ့ကလေညခဏတော့ကဲလေမောတက်လို့ရပါပြီကြီးတယ်တက်လို့ရပါပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့သွားကြဘာလို့ကျွန်တော်ကြည့်တယ်ဒီကလေးမလေးကျွန်တော်ကြည့်တယ်သူကချမ်းပိုက်ကလွတ်ရသွားရင်တော့ချမ်းသာကလေးကိုသိမ်းလိုက်ပြီးသူ့မရပြန်သိမ်းထားလိုက်ပြီပါဇက်ကလွတ်ဆိုတယ်လေအဲ့တော့သူပါဇက်ကဆိုတယ်ဘုရားခင်ကြောက်တဲ့စိတ်ဘောပြီးတော့ငိုချစ်တဲ့စိတ်ဘူပါလို့စိတ်ကာလရှင်းတဲ့စိတ်ဘောပြီးတော့ပါဇက်ကသာဆိုနေတာလူကိုကြည့်တော့လူကတုံးတယ်အဲ့တော့ပြောမယ်ကျမ်းစာတွေပါဇက်ကအလွတ်ရွတ်တတ်လို့လည်းအကြောက်တရားမပြေဘူးကျမ်းစာတွေအလွတ်ရလို့လည်းစိုးရိမ်စိတ်ကမပြေဘူးတင့်ကိုရွေးလို့ထားတဲ့တရားကတင့်အတွက်တိကျတဲ့အကြံစီတော်ရှိရဆိုတာကိုတင့်ဝိညာဉ်ထဲမှာမြင်သွားတော့မှအနာဂတ်တစ်ခုလုံးပဲသင်စိတ်ချသွားတာဟာလေလုယာဒါကြောင့်တင့်ကိုရွေးလို့ထားတဲ့ဘုရားကတင့်ဘဝတစ်ခုလုံးပဲအကြံစီရှိပြီးသားအဲ့ဒီ
ဒီဖယားကိုစိတ်ချဟာလေလုယာကျွန်တော်အင်တာနက်မှာဒီလိုတွေ့တယ်ဓာတ်ပုံလေးတစ်ပုံလူတယောက်ကကျမ်းပြင်ကိုစေးတုပ်တုပ်ရင်းနဲ့အခန်းတော်ကိုရောက်သွားတော့ဆက်တုပ်လို့လည်းမရဘူးပြန်ထွက်လို့လည်းမရဘူးတော့ကျမ်းပြင်ကိုစေးတုပ်တာဒါပေမဲ့သူရန်သမီးတုပ်လာတော့ဒီလိုဓာတ်ကိုရောက်တဲ့အခါကျတော့ဆက်တုပ်ကိုလည်းခဲပြန်ထုတ်ကိုလည်းခဲတာစေးဖို့နဲ့စုပ်တာကြိုက်ပြီးတော့ဘာလို့အောင်မသိဖြစ်နေဓာတ်ပုံလေးပြီးတော့သူစာသားလေးထားတယ်ဘယ်ရာမစိုးတဲ့အစမပြုတ်ရင်အဆုံးကိုတခြားစဉ်းစားပါအဲ့တော့သူကမစဉ်းစားပဲကြုံလို့ကောက်တုပ်လာလိုက်တာအခုကတောင်းရောက်တော့ဆက်တုပ်လို့လည်းမရပြန်ထွက်လို့လည်းမရဖြစ်ကျွန်တော်အဲ့ဒါလေးကိုကြည့်ပြီးတော့ကျွန်တော်တို့အဲ့ဒီလိုဖြစ်တတ်တယ်မကြာခဏအဆုံးကိုမစဉ်းစားပဲနဲ့လောကီသားလိုပဲလောလောဆယ်အစဉ်ပြေပြီးတာပဲခြားကျွန်တော်တို့အဲ့လိုဖြစ်တတ်တယ်ဒါပေမဲ့ပြောမယ်မိတ်ဆွေဖယားခင်အဲ့လိုမဟုတ်ဘူးဖယားခင်ကအစပြီးတဲ့ဖယားအဆုံးထိအောင်တိတိကျကျစီစဉ်ထားပြီးသားဖြစ်တယ်ဟာလေလုယာနောက်ဒီနေ့ကျွန်တော်အသက်ရှင်နေရဆိုတာလောကီသားတွေလို့ကြုံတယ်လို့အသက်ရှင်တာမဟုတ်ဘူးတိကျတဲ့ဖယားခင်ရဲ့အကြံစီတော်ထဲမှာကျွန်တော်အသက်ရှင်တာဖြစ်တယ်အာမင်တခါတလေကျွန်တော်တို့ဖယားလိုချင်တဲ့အခြေအနေမျိုးမရောက်နေတာမျိုးဖြစ်နိုင်ပါတယ်ဖယားလိုချင်တဲ့အဆင့်မျိုးကိုကျွန်တော်မရောက်ဘူးဖြစ်နေနိုင်ပါတယ်အဲ့ဒီအတွက်သင်စိတ်ကဆရာမလို့ဖယားအသင်ကိုမတော့မှမျက်နှာမလွှဲဘူးအဲ့ဒီဆိုလည်းဖယားသူ့ရဲ့အကြံစီတော်ကိုမယုံသေးဘူးအာမင်လွန်ခဲ့တဲ့နှစ်ကကျွန်တော်သမီးအလတ်ဒုတိယတစ်ယောက်စေရန်ဖြီတယ်စေရန်ဖြီတော့ထုံးစံတိုင်းတော့မပြည့်ထုံးစံတိုင်းစေရန်ဖြီတဲ့ကလေးဆိုဘာမှမလုပ်နဲ့စာပဲချက်အစာပေးထားတော့ဟုတ်မှာမကန်အောင်စင်းစရာမလိုနောက်ဆုံးခွန့်ကျွေးပဲလားဟုတ်မှာအမေကစာပဲချက်ဆိုတော့ချိုးရတာလည်းအိမ်သားလည်းဝင်တော့စာအုပ်နဲ့ဝင်ကြတဲ့ကလေးရှိတာနော်ဒါတော့အလွတ်ချရလေးတော့မပြန်လွတ်ချရဣတိလွဲလို့မရဘူးဣတိလွဲရင်ဖြတ်လိုက်တာအတိတ်ပဲဘာညာမဟုတ်ဣတိလွဲမရဘူးဆိုတော့အလွတ်ချရတော့အဲ့ဒါကစာပဲချက်စေရန်ဖြီတဲ့ချိန်ဆိုပတ်စားပေးတာကျွန်တော်သမီးကစေရန်ဖြီနဲ့ခဏလေးဖုန်းဆက်ပပဘယ်နာရောက်ပပဦးလောမှာသမီးမြို့ထဲမှာဘုရားကျောင်းပပဦးလောဆိုတရုတ်တန်းနဲ့နေတာကိုအေးဟုတ်တယ်ဟာတရုတ်တန်းမှာမာလာငါအဲ့ရမယ်စေရန်ဖြီမှာဆိုဝယ်လာပေးရတယ်ကျေးဇူးရှင်ရတယ်ဖုန်းဆက်ပပဘယ်မှာပပရှလုံချက်ဆိုတော့သမီးမြင်ဒီကုန်းဟာဒါဆိုဒီဘက်ကူလိုက် YKK ကိုကျီယိုလေးတို့အဲ့ရမယ်စေရန်တနေ့လုံးမှာလက်ပတ်မှာစားတာဆိုစေရန်ဆိုလည်းတောင်းရကျွေးရတယ်ဝယ်ကျွေးရတယ်ဖြည့်ပြီးတော့ပြီးတော့ပြီးသမီးဖြည့်လိုက်တာအဖြည့်လိုက်တော့ပပဂုံတုနှစ်ပါးအောင်မလေးငါသမီးအဲ့ဒါဂုံတုနှစ်ပါးနဲ့တနွေလုံးထပ်မှာစားပြအောင်အောင်စင်းမထုတ်ချင်းပေါ်မှာစားနေတာအဲ့ဒါကျွန်တော်လည်းကျွေးနေရအဲ့ဒါအောင်စင်းထွက်တဲ့နေ့ရောက်တော့တခါမှလည်းလို့မချီဘူးပါဘူးအိမ်ညမှာတမိသားစုလိုကားနဲ့သွားပြီးည7 နာရီမှာကြိတ်တို့အောင်စင်းကြည့်ရတယ်မကြည့်တို့အဲ့ဒါကျွန်တော်နဲ့တမိအထွေးဆုံးကလမ်းထိပ်မှာကားနဲ့စောင့်နေအမေနဲ့တမိအချီးနဲ့အလတ်နဲ့ပေါ့အလတ်ကိုကြည့်မှာအမကလည်းလိုက်ပြီးမယ်ဆိုတော့သူတော့အဲ့မှာတော့တိုးဝှက်ပြီးတော့ကြည့်ကြကျွန်တော်လမ်းထိပ်မှာစောင့်ရတဲ့ကောင်ကြီးခဏနေတော့ကျွန်တော်နောက်ကြည့်မှန်းနေတွေ့တယ်ကလေးမလေးတယောက်ကငိုရာချီလက်မတင်နိုင်လို့အမေနဲ့အကူကဂျိုင်းတစ်ဖက်စီကနေမပြီးတော့ခေါ်လာကျွန်တော်လည်းကြည့်လို့အမှန်ဖြစ်လဲဘောအမှန်လေးအသာလေးချပြီးတော့နားဆွင့်ကြည့်တော့အနားရောက်တော့သူ့အမေကပြောတယ်သမီးရဲ့အောင်နာပဲမငိုပါနဲ့အောင်နာအောင်လို့ငိုလာအောင်လို့ငိုလာခဏနေတော့ယောက်ျားလေးတအုပ်လာဆဲလာကြောက်ဆဲလာခဏလေးတော့ကျွန်တော်သဘောပေါက်သွားမိန်းကလေးကအောင်ကြငိုတယ်ယောက်ျားလေးကအောင်ကြဆဲတယ်သဘောပေါက်လားအဲ့ဒါခဏလေးတော့ကျွန်တော်မိန်းမဖုန်းခေါ်လာယောက်ျားကြီးအောင်စင်းချပြီးပြီလေအေးဟုတ်လားဘယ်လိုလဲအောင်ယုံမဲလားအောင်ယုံမဲဟာပြောင်းနေငါ့ကိုဂုံကူးတစ်ပါးသာတောင်းစားထားတယ်နေလားမဟုတ်လားကျွန်တော်တော့အောင်မလာမလေးစီလာမလေးစာအဲ့ဒီမှာအဖွားတယောက်ကဖုန်းဆက်တယ်ကျွန်တော်အတော်ပေါ့သမီးရဲ့အဖွားပေါ့ကိုစောသူအောင်စင်းချပြီးတော့အခုပဲချပြီးပြီငါကြီးအောင်နေမလားအောင်ရင်ပြီးတော့ခလေးကိုဘာမှမပြောနဲ့ဘာမှမပြောရသေးဘူးအဖွားတွေကမျိုးကျွန်တော်သမီးချိုပြီးစီအောင်လာမသိဘူးအဲ့ဒါကျွန်တော်စောင့်နေလာပလိစီငါ့ကိုဂုံကူး
နှစ်ပါးနဲ့တလူတွေလုံးမျိုးစုံမှာစားတာအခုအောင်မဲအောင်တယ်လာပလိစီစားခဏနေတော့တတိရတယ်ခုနကတော့ကလေးမလေးရာဂုံတူးတွေမှန်းထားပြီးတော့အောင်ယုံမဲအောင်လို့သူ့ပြန်စိတ်မကောင်းဖြစ်ပြီးငိုတာခြေပြက်လက်ပြက်အမေနဲ့အကူကတွဲလာတယ်ငါသမီးလေးများအဲ့ဒီလိုဖြစ်နေမလားသူ့အမနဲ့သူ့အမေနဲ့ခါရဲတွဲပြီးတော့လေဘုရားတိုင်လေးစိတ်မကောင်းဖြစ်ပြီးတော့ပါလာမလားလို့စောင့်ကျွန်တော်သမီးကလုံးဝအဲ့လိုမဟုတ်ဘူးအေးစေပဲအမအောင်နေလားဟာဒီအောင်နေမလို့လေဟာအောင်နေလေမရောက်နေဒီတော့ပါလားဆိုငါကျွေးရတယ်မနေအောင်နေကွာအဲ့ဒါကောင်းဝင်ဘာသာအောင်ဖြစ်နေတော့ပါတယ်ကဲကောင်းပြီကောင်းကျွန်တော်ကဘုံလူးနဲ့အောင်လို့မျောလင့်ထားတယ်အခုဒီမအောင်လာဘူးဒါဆိုရင်ကျွန်တော်လူကြီးတဲ့အခြေအနေကိုသူရောက်လာဘာလို့မလဲအဖေဖြစ်တယ်ဆိုသူလေဒီထဲမှာမိဘတွေပါတယ်မိဘယုံတွေပါတယ်ကျွန်တော်မိဘတွေဘာလို့လဲကျွေးရုံလေးကိုသူရှိတဲ့အခြေအနေထဲမှာငါဘယ်လိုပံ့ပိုးပေးရမလဲဟာလေလုယာအာမင်အဲ့ဒီလိုပဲဖယားလူကြီးနဲ့အစစ်အခြေအနေမရောက်သေးရင်လေဖယားကတင့်ကိုမျက်နှာမလွှဲသွားဘူးအာမင်တင့်ကိုမဖြစ်သွားဘူးဖယားခင်ရဲ့မြစ်တာကသူ့ကိုငါဘယ်လိုပံ့ပိုးပေးရမလဲလို့အမြဲတမ်းစဉ်းစားတယ်ဟာလေလုယာအာမင်အဲ့တော့တင့်ကိုရွေးနှုတ်လာတဲ့ဖယားကတိတိကျကျတင့်အတွက်အချမ်းစီတော်ရှိပြီးသားအဲတို့သူဒီကကဲထုတ်လာတဲ့ဖယားကခါနာပြီးမှထားမယ်လို့တိတိကျကျသတ်မှတ်ထားလို့ပဲဒီနေ့ကျွန်တော်တို့ကိုလည်းဖယားကခါနာပြီးရောက်တဲ့အသက်တာဖြစ်စေချင်တယ်အောင်ပွဲခံတဲ့ဖယားခင်ရှေ့မှာအောင်မြင်တဲ့ယုံကြည်မှုဖြစ်စေချင်တယ်အာမင်ဒါပေမဲ့ဣသရေလလူမျိုးတွေကိုချီးတဲ့အခါမှာအများကြီးကတိုးရင်းမှာကျဆင်းသွားတယ်စာဝိနေရေတော့ပြည့်စုံပါလေစာဝိနေပြည့်စုံပါလေကျွန်တော်တို့ကဒီလိုနားလည်တယ်ရှင်မသက်ခန်းကြီး6အငယ်33ကဘုရားခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှင်းစွာရှာကြလို့နောက်မှထိုရာမြောက်ထပ်၍ပြီးတော့ဆိုတော့ဘာလို့ရှာမလဲဘုရားခင်ရဲ့နိုင်ငံတော်နဲ့အင်္ဂလိပ်လိုကျတော့ Kingdoms of God and His righteousness သူဤဖြောင့်မတ်ခြင်းဆိုဘုရားခင်ရဲ့ဖြောင့်မတ်ခြင်းဘုရားခင်ရဲ့နိုင်ငံတော်နဲ့ဘုရားခင်ရဲ့ဖြောင့်မတ်ခြင်းကိုရှင်းဥစွာရှာအဲ့ဒါအရင်တွေ့သွားပြီဆိုရင်တော့နောက်ကမင်းလိုတာတွေအလိုလိုပါလာလိမ့်ဒီလိုပြောတယ်ဘုရားခင်နိုင်ငံတော်ဦးစားပေးအရင်ဆုံးရှာတယ်လို့ပြောတယ်ကျမ်းစာမှာဘုရားခင်ရဲ့နိုင်ငံတော်ဆိုတာရှိတယ် Kingdoms of God ဆိုတာရှိတယ်ပြီးတော့ကောင်းကင်နိုင်ငံတော်ဆိုတာရှိတယ် Kingdoms of Heaven ပြီးတော့မှာခရစ်တော်ရဲ့နိုင်ငံတော်ဆိုတာရှိတယ်အဲ့ဒါ Kingdoms of Christ ပြီးတော့မှာနှစ်ထောင်နိုင်ငံတော်ဆိုတာရှိတယ် Kingdoms of Millennium အဲ့တော့နိုင်ငံတော်လို့ပြောရင်ဘယ်နိုင်ငံတော်ကိုပြောတာလဲဆိုတာသိဖို့လိုတယ်မတူညီတဲ့နိုင်ငံတော်တွေရှိတယ်အဲ့တော့ရှင်လုကာအခန်းကြီး19မှာအခန်းငယ်20-21ကိုကြည့်ရင်ပါရိရှဲတွေကသခင်ယေရှုစီမှာလာပြီးတော့မေးတယ်။ဘာလာမေးလဲဆိုကိုရောတဲ့ဖယားသခင်ရဲ့နိုင်ငံတော်ကဘယ်မှာတည်မှာလဲ။ဖယားသခင်နိုင်ငံတော်အကြောင်းလာမေးတယ်ပါရိရှဲတွေက။အဲ့တော့စဉ်းစားမယ်ဒီပါရိရှဲဆိုတဲ့ပုဂ္ဂိုလ်တွေကဖယားကိုယုံလား။ဖယားကိုယုံလား။ယုံတယ်။ကျမ်းစာသိလား။သိလား။သိတယ်သိုံတွေမို့အလွတ်တောင်ရတဲ့လူတွေအာဂုံဆောင်ထားတဲ့လူတွေဒါပေမဲ့သူတို့ဘာအကြောင်းမသိဘူးလဲဆိုတော့ဖယားသခင်နိုင်ငံတော်အကြောင်းမသိဘူးအဲ့ဒါသခင်ယေရှုလာပြီးတယ်ဖယားသခင်နိုင်ငံတော်ကမှတည်ပါလေသခင်ယေရှုကပြန်ဖြေတယ်ဖယားသခင်နိုင်ငံတော်ကဟိုမှာကြည့်ဒီမှာကြည့်ပြစရာမရှိဘူးတဲ့တဲ့အထဲမှာတည်တယ်လို့ပြောတယ်ဟာလေလုယာဖယားသခင်နိုင်ငံတော်ကမှတည်မလဲကမှတည်မလဲပြောရရင်ဖယားကလူအာဒံကိုဖန်ဆင်းပြီးတော့မှကဘာမြေကြီးပေါ်မှာထားတဲ့အခါမှာအဲ့ဒီကဘာမြေကြီးတစ်ခုလုံးကိုအာဒံရဲ့လက်ကိုအပ်ထားတယ်။မင်းအုပ်ဆိုပြီးတော့မှထားတာသူ့ကိုဂန္ဓနာတွေထားတာဒါပေမဲ့အဲ့ဒီအာဒံကစာရနောက်ကိုပါသွားတဲ့အခါဒီကဘာတစ်ခုလုံးလဲစာတန်ရဲ့လက်ထဲကိုရောက်သွားတယ်။
Now, Chanzara, Sadaha, Iloka, Soya, or Milo, Yore. Now, Digama, Nijiu, but do Paelo, me, Saramanapai. Now, Saramana, the Kishu, Lasolaneka, Tainanga, Bosis, a Diji, or Mibalo, Chile, Napina, and Lugo, Yore. Now, Chinaruga, Gamanijiu, or Muela, they check them, Midasu, Mue, Sadan Dalmi, Chinamuila. Trina Midazuma, Mue, Boda, Midazuma, Mue, Bokrema, Mue, Payame, Midazuma, check them, Midazuma, Mue. Chara Saran Paine, Kabajirema, Sadaya Dadmi, Chinamuila. Any Saran Dadmi, Chinaruga, the King Shukridora, Laro Pitu, Karima, Sapi, Yueno getting a look, Tini, Wakayochi, Wabi, Trento, Chinarupu, Yama Roma, Guna Biore. Payana no Latina, hallelujah. Think of that, Rema, Yeshu Cristo, Young Nebila, that's why you think Tema, Payapa TV. That's why you know it. Think not Nangano, Shani Latini, Shani Latini. Oh, Mother shall do the Balukai. Hello, they are shy, they are shy, Latina. Tina, Shah, you listen that. Rujo, Diani, America, TV from Toja. Allah, if you polish it, what road, like an action, corresponding. Come in, America, American citizenship, the other ADV Toma. Tu ma fi bidaleနိုင်ငံသားဖြစ်ပြီးသားလေအဲ့ဒီ DV form သူ့အတွက်လိုသေးလားကောင်းပြီသူ့ email ကိုအဲ့ဒီ DV form ထိုးမဲ့ email ဝင်လာရင် तू ဘာလုပ်မယ်လို့ထင်တယ်ဟုတ်ဘူးအမျိုးတွေစီ forward လုပ်ပါဟုတ်တယ်လေဟုတ်ဘူးလားဟုတ်တယ်အမျိုးတွေစီ forward လုပ်ပါလေဒီဟာသူ့အတွက်လိုလားအေးကောင်းပြန်စဉ်းစားမသေး633ကတင့်အတွက်လိုသေးလားလိုသေးလားလူတော့မတီးသေးတဲ့လူတွေအတွက်တင်က forward လုပ်အောင်ဖြစ်တယ် hallelujah ကျွန်တော်တို့ကတတဲလုံးအဲ့ဒါကိုယ့်အတွက်လို့ထင်နေတာနင်ကဖယားကဦးစားမပေးတာနိုင်ငံတော်နဲ့ဖြောက်မှချီဦးစားရှာလေအဲ့တော့မှဖယားနင့်ကိုပြန်လုပ်ပေးမှာပေါ့အဲ့ဒီတွေးခေါ်ရမှာကျွန်တော်တို့နေဘာလဲဆိုတော့ကျွန်တော်တို့ကဖယားကိုဦးစားပေးမှဖယားကလည်းကျွန်တော်တို့ကိုဦးစားပြန်ပေးမယ်လို့စဉ်းစားကျွန်တော်တို့မှာမွေးထားတဲ့သားသမီးတွေရှိအဲ့ဒီကလေးတွေကကျွန်တော်ဦးစားမပေးရပါဘူးသူတို့ဦးစားပေးရမှကျွန်တော်ဘက်ကကျွေးမယ်ဆိုရင်လူတော်မဖြစ်ဘူးမွေးလာတဲ့ကလေးကမိဘဦးစားပေးရတာမပေးရဘူးဒီကောင်သေးပေါက်ရှင်ပေါက်ချတာပဲချိပါရင်ပါချတာပဲပြောလို့ရမရဘူးဟုတ်တော့တခါတလေကိုယ့်အိမ်ကိုလေဟိုမျက်နှာနားမယ်အားနာမယ်ကိုယ့်အထက်လူကြီးတို့ဘာလို့ဟလားအဲ့ဒီကလာကြည့်ပြီးတော့ကလေးမွေးရဆိုတော့မလေးဟောကိုတပည့်သားမင်းရဲ့ကလေးမလို့လာကြည့်ပြီးတော့ခြီတော့မှသိပေါက်ချအရှက်ခွဲတော့ဟုတ်တော့လားကိုအားရင်လာပြီးတော့တောင်းပန်လာဟုတ်ပါဆိုတော့အဲ့တော့ဒီကလေးကကျွန်တော်တို့ဦးစားပေးတာလားပေးတာပါဒါပေမဲ့မိဘကအမြဲတမ်းသူ့ကိုဦးစားပေးတယ်အာမင်သူ့ဘက်ကဦးစားပေးရမှသူ့ကိုကျွန်တော်တို့ကျွေးမယ်ဆိုရင်အဲ့ဒီကလေးလူမဖြစ်ဘူးသေးတာကြာပြီအဲ့တော့ကျွန်တော်တို့ကမကြာခဏဘုရားသခင်အဲ့လိုစဉ်းစားတယ်ငါတို့ကဦးစားပေးမှ तू ကလည်းငါတို့ကိုဘုရားအဲ့လိုမင်းတို့စီမှာတဲ့မုံတောင်းရင်ကြောက်ခဲပေးတဲ့မိဘရှိလားငါတောင်းရင်မွေပေးတဲ့မိဘရှိလားတဲ့ကိုကအစိုးဖြစ်ရင်တော့မာတဲ့သားသမီးတို့ဘာပဲပေးခြင်းလဲအဲ့ဒါမြေကြီးကမိဘတဲ့ကောင်းရင်အဖဓိထက်တာတယ်လို့ပြောတယ်ဟာလေလုယာဒါကြောင့်တင်းသက်တာတွေမှာနားလည်ဖို့ရှိတယ်တင်ကဒီလေးဖယားသခင်ရဲ့နိုင်ငံတော်သားအာမင်နိုင်ငံတော်သားလို့ပြောတဲ့အခါအဲ့ဒီနိုင်ငံသားတယောက်မှာခံစားရမယ့်အခွင့်အရေးတွေရှိတယ်ကျွန်တော်တို့အဲ့ဒါတွေကိုမသိခဲ့ဘူးလေမျက်စိပိတ်နားပိတ်နေတာဟုတ်ပါကျွန်တော်တို့အဲ့ဒါတွေမသိဘူးနိုင်ငံသားအခွင့်အရေးဘာမှမသိဘူးဒီလိုမရကျွန်တော်တို့ဇနီးမောင်နှံတယောက်အိမ်မှာတစ်ခါကျတော့ရုပ်ရှင်ကြည့်ဘာဆိုရဲရုပ်ရှင်ကြည့်မင်းသား Brad Pitt အဲ့ဒါနဲ့ဘာဆိုတော့ချမ်းသာလေးကဘာလို့ရေးလိုက်ချင်လို့မဟုတ်ဘူးသူကတနက်တလဲအကြောင်းရိုက်ထားတာ
အဲ့တော့ရုပ်ရှင်ကြောင့်ဆက်ပြောလိုက်မလားစိတ်ဝင်စားဆိုတော့ရုပ်ရှင်ကြည့်တော့မင်းသားနဲ့မင်းသမီးကခရီးသွားရင်းနဲ့မမျော်လင့်မဲနဲ့မင်းသမီးကကြည်စံမှန်ပြီးတော့တန်ရာရတော်လို့နေရာမျိုးကဖြစ်နေတော့စီကံလည်းမရှိပါလည်းမရှိအခက်ခဲဖြစ်နေတာအဲ့တော့မင်းသားကတယ်လီဖုန်းလိုက်ရှာပြီးတော့မှတယ်လီဖုန်းတွေ့တော့ American Embassy ကိုဖုန်းဆက်ပြီးတော့ပြောလဲဆိုတော့ရဟရင်စင်းပြုတ်ပေးပါဟာစကီလုပ်ပေးပါငါတို့ဒီမှာဒုက္ခဖြစ်ငါတို့ American နိုင်ငံသားတွေကျွန်တော်တို့ကြည့်ပြီးတော့လေအော်တယ်တောင်းတာရတယ်ချင်းကျွန်တော်တို့တောင်းလို့မရဘူးလေကျွန်တော်တောင်းလို့မရဘူးကျွန်တော်တို့တောင်းကြည့်ပါလားဘယ်က copy လို့လွတ်လိုက်ပါတောင်းလို့မရဘူးအရင်တော့ရုပ်ရှင်ကြည့်ပြီးတော့အော်တာတွေအများကြီးပဲဓာတ်စီဆိုင်ဆိုတစ်ယောက်ပဲရှိဓာတ်စီဆိုင်ဆိုလူတစ်ယောက်ပဲရှိတယ်စတိုးဆိုင်နဲ့တွဲထားတာလေကျွန်တော်တို့ရုပ်ရှင်ထဲမှာမလို့လူတွေအများကြီးထည့်ပိုက်ဆံပို့ပြရမှာမလို့ဒါရိုက်တာချွေတာတွေလို့ထင်တာကိုတကယ်ရောက်တော့ဟုတ်တယ်အမေရိကဓာတ်စီဆိုင်ကြီးနဲ့ကုန်စုံဆိုင်တော့မယ်တစ်ယောက်ပဲရှိတယ်ကျွန်တော်တို့ဒီလိုမဟုတ်လေဓာတ်စီဆိုင်ကိုထည့်တဲ့လူနဲ့ဘေးကကူတဲ့လူနဲ့ပိုက်ဆံယူပေးတဲ့လူနဲ့ဟုတ်မန်နေဂျာတစ်ယောက်လက်ထောက်မန်နေဂျာတစ်ယောက်စရေးရ၄ယောက်ထည့်တဲ့လူကတစ်ယောက်အကူကတစ်ယောက်ပိုက်ဆံအောင်ချတော့ပြတဲ့တစ်ယောက်ဓာတ်စီဆိုင်လုံးကရောက်20လောက်လုပ်လို့တာဟုတ်ဒါတော့ဘေးကဒီလိုစတိုးသေးလေးမပါသေးဘူးရိုးရိုးဓာတ်စီပဲထည့်တာသူများတွေကဓာတ်စီဆိုင်နဲ့စတိုးနဲ့တွဲထားတာဒီကုလုံးကတယောက်ထဲနဲ့လုပ်တာအစားလုံးရုပ်ရှင်ကြည့်တော့မဲဒီအမေရိကန်တွေသိပူတာပဲပါကြမဟုတ်တာတွေရှောက်ရိုက်တာတွေမဟုတ်တကယ်ဟုတ်တယ်အဲ့တော့ရုပ်ရှင်ကြည့်တော့ငါတို့အမေရိကန်နိုင်ငံသားတွေရဲ့ဒုက္ခဖြစ်နေတယ်တဲ့ရဟရင်လုပ်ပေးလုပ်ပေးရတယ်အဲ့ဒါနိုင်ငံသားရဲ့အခွင့်အရေးနိုင်ငံသားရဲ့အခွင့်အရေးအဲ့တော့ဒီနေ့ကျွန်တော်တို့ကဘုနိုင်ငံသားလေဖယားနိုင်ငံလို့သာအာမင်အချိန်တော့အမေရိကကတော့ခရစ်ယာန်နိုင်ငံပေါ့လေဝိညာဉ်ရေးအားကြီးတဲ့ဘာညာဆိုပြီးပြေးတယ်လူတွေအခုဟိုကလေလူချင်းလက်ထပ်လို့ရတယ်လို့တခါကွန်ပျူတာကအခုစာနိုင်ငံပြန်ပြောနေကြတယ်လို့ဒီမှာပြန်လာမလားမလို့လည်းမပြန်လာဘူးတဲ့မိသားစုပြန်လာခဲ့လေဒီမှာပြန်ပြီးကိုလုံးဝင်လာတောင်းလို့ဒီမှာလာပြီးအဆိုင်ကပြန်လာခဲ့အဲ့လိုမလာပါဘူးတဲ့အဲ့ဒါဘာမှမကြိတ်မိတ်ပြီးနေတော့ပြောမယ်ယုံကြည်သူဆိုတာကဘာကြီးပေါ်မှာခြိုက်တဲ့နေရာမှာအမေရိကမှာပဲနေပြီးမြန်မာပြည်မှာပဲနေပြီးဩစတြေးလျမှာနေပြီးတင်ပမာနေတယ်လဲဆိုတာအရင်ရှိဘူးတင်ဘယ်နိုင်ငံတော်သားလဲဆိုတာတင်သဘောပေါက်ဖို့ရှိရမယ်အစိုးရအပြောင်းလဲတွေဖြစ်နေတယ်တင်သဘောကျတဲ့အစိုးရဖြစ်နိုင်တယ်တင်သဘောမကျတဲ့အစိုးရဖြစ်နိုင်တယ်တင်စိတ်နဲ့တွေ့တယ်တမာတရားကိုသိတဲ့အစိုးရဖြစ်နိုင်လို့တင်စိတ်နဲ့မတွေ့တဲ့တမာတရားကိုမသိတဲ့အစိုးရမျိုးလည်းဖြစ်နိုင်အဲ့ဒါလေးကိုစိတ်ပူစရာကျွန်တော်တို့ဘဝတစ်ခုလုံးကိုအမြဲတမ်းစောင့်ရှောက်မှာဖယားသခင်ဖြစ်တယ်အစိုးရပြောင်းနိုင်တယ်ဖယားမပြောင်းဘူးအစိုးရစိတ်ကပြောင်းနိုင်တယ်ဖယားသခင်မြတ်တာမပြောင်းဘူးတိုင်းပြည်ပြောင်းလဲနိုင်တယ်ဖယားနိုင်ငံတော်သားဆိုတဲ့အခြေအနေဘယ်တော့မှမပြောင်းဘူးဟာလေလုယာဒါကြောင့်ကျွန်တော်တို့အမြဲတမ်းခဲလို့နေတာဖယားသခင်ဖြစ်တယ်အာမင်အစိုးရခဲလို့မြန်မာပြည်နဲ့ပြောကိုချင်းနေတာပေါ့ကျွန်တော်ဘုရားအသက်ကြီးသွားရင်ဆိုရတောင်းရင်ယူတယ်လို့ဘာလို့ဒါမျိုးရှိရလဲကျွန်တော်ဆိုတာမရှိဘူးဒါကြောင့်မြန်မာပြည်မှာနေတဲ့လူတွေယုံကြည်ခြင်းပုံအားကြီးလို့နေတာယုံကြည်ခြင်းသိမကောင်းရင်လက်ရတယ်ဘဝတော်ပါတယ်ယုံကြည်ရှိတဲ့လူတွေတွေ့ရလို့အာမင်အဲ့တော့ကျွန်တော်တို့ကလုံးလုံးဖယားကိုပဲကျွန်တော် trust လုပ်ကြတာဖြစ်တယ်အာမင်ရောက်တဲ့နေရာတိုင်းကဆရာရဲ့ဒီမှာပဲနေပါလားမြန်မာပြည်မပြန်နေတော့ဒီမှာလဲလူတွေလေစေတနာနဲ့ခေါ်ပါတယ်။ငါမဟုတ်ငါ့ကိုဘုရားခင်တိတိကျကျပြောထားတယ်မြန်မာပြည်မှာဘုရားအစီခံမှုနေလိုအပ်တဲ့နေရာတွေကိုလာပါမယ်။သို့သောငါရဲ့ base ကမြန်မာနိုင်ငံဖြစ်တယ်ပြန်မယ်။အဲ့တော့ပြောတယ်ဆရာကလေးတွေရှေ့ရေးရှိတယ်နော်။ကလေးရှေ့ဆိုအဖေအသေးနှလုံးဆွဲကြိုက်လုပ်လိုက်တာဟော။ကလေးရှေ့ရေးရှိတယ်နော်။ကျွန်တော်ရိုးလေးပြောတယ်ငါတို့အနာဂတ်တစ်ခုလုံးကဘုရားသခင်လက်ထက်မှာအာမင်အာမင်အဲ့အောင်ဘာမှစိတ်မပူနဲ့တင့်ဘဝတစ်ခုလုံးကိုဘယ်သူမှပို့ဆောင်ရတယ်မနေ့ကဘာဖြစ်မလဲကျွန်တော်မသိဘူးရွေးကောက်ပွဲပြီးဘာဖြစ်မလဲကျွန်တော်မသိဘူးနောက်နေ့ဘာဖြစ်မလဲမသိဘူးနောက်10နှစ်မသိဘူးအနာဂတ်ဆိုတာကျွန်တော်တို့မသိတဲ့အရာဖြစ်တယ်ဒါပေမဲ့အနာဂတ်ကိုပိုင်တဲ့ဖခင်ကကျွန်တော်တို့ပို့ဆောင်နေတာဟာလေလုယာဒါသိမနဲ့ပန်တင်စိတ်ပူစရာမလိုဘူးသိရနောက်ပါမယ်နေ့တင်စိတ်ပူစရာမလိုဘူးသိရအနာဂတ်တင်စိတ်ပူစရာမလိုဘူးဖယားခင်ကအသင်ကိုပို့ဆောင်နေတာဖြစ်တယ်ဟာလေလုယာအဲ့တော့ဣသရေလလူမျိုးတွေတောထဲမှာလာတဲ့အခါမှာအဓိကကျတဲ့အမှားနှစ်ခုလို့
အဲ့ဒါဘာလဲဆိုလို့ရှိရင်ညီးတွားခြင်းနဲ့ငိုကြွေးခြင်းဘာလဲညီးတွားခြင်းနဲ့ငိုကြွေးခြင်းအဲ့ဒါမပေါင်းသင့်မပေါင်းအပ်တဲ့ခြင်းတွေဒီရင်ချင်းတို့စီရင်ချင်းတို့ဖလန်းချင်းတို့ကပေါင်းသင့်ပေါင်းအပ်ညီးတွားခြင်းနဲ့ငိုကြွေးခြင်းကမပေါင်းသင့်ရပိနဲ့ရရဲ့ပွားပါတယ်ပါဇက်နဲ့ပြောလို့သာအတန်တူတာပါစာရေးရင်တော့ကိုယ်ဟောပါတယ်အဲ့တော့တို့အမှားတစ်ခုကဒါပဲအရက်တောက်လို့မဟုတ်ဘူးဖဲရိုက်လို့မဟုတ်ဘူးမိမရှုပ်လို့မဟုတ်ဘူးကာလာအိုကေသွားလို့မဟုတ်ဘူးလက်စားလို့မဟုတ်ဘူးဘာလို့လဲညီးတွားလို့ငိုကြွေးအဲ့တော့အရက်တောက်တယ်ဆိုတာဒီတိုင်းတော့တောက်လို့မရဘူးပိုက်ဆံလို့လေပိုက်ဆံရှိမှတောက်လို့ရမိမရှုပ်တယ်ဆိုလည်းဒီလိုပဲရှုပ်ချင်လဲရှုပ်လို့မရဘူးရှုပ်ဖို့ပိုက်ဆံလို့အရှုပ်ခံမဲ့မိမလေးလို့သေးတာဟုတ်လားပိုက်ဆံရှိပြီးယောက်ျားကြီးဒီပဲရှိတဲ့နေရာမှာဘယ်လိုမိမတော့ရှုပ်လို့ဟုတ်လားယောက်ျားချင်းမရှုပ်လို့ရဘူးအဲ့တော့ကောင်းပြီညီးတွားခြင်းနဲ့ငိုကြွေးခြင်းဆိုတာပိုက်ဆံလည်းမလိုဘူးနောက်လူတယောက်လည်းမလိုဘူးတဲ့အသက်တာတော့မှဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်ပြောမယ်သင်စဉ်းစားအကျွေးရှိတယ်ငိုထိုင်ငိုအကျွေးချီလားချီတော့ကျိုးလို့ဝိုင်းငိုပေးမယ်ဟုတ်လားကျွန်တော် channel မှာတပည့်အယောက်80ရှိတယ်ခေါ်လာပြီးဝိုင်းငိုပေးမယ်တရထဲအချီချမယ်လားအညာလုံးကိုတင်ငိုနေလို့အကျွေးချီလားတင်ငိုလို့အတိုးကတက်နေလားတက်နေဒါဆိုရင်တင်ငိုတာဘာအကျိုးထူးလဲဘာမှမထူးခုနကျွန်တော်သမီးဆယ်ရန်ဆောင်ဝဲဖြည့်တယ်ဆယ်ရန်နဲ့မှအညီးရမဲ့သူကစာအုပ်ထုံပါလေအာစာအုပ်လဲဆိုအဲ့ဒီကဟန်တာဝီဥဝင်းတည်းရဲ့ဒါလာရဲ့လူငယ်ရဲ့သူကလည်းအမေဒါလာရဲ့လူငယ်ရဲ့ဆိုပြီးဆယ်ရန်တစ်နေ့တွေ့ကြုံစာအုပ်ရေးပါလေအောင်မလေးဆယ်ရန်လေးဖြည့်တာငယ်ရဲ့ရောက်နေလို့ဖြည့်တယ်ကျွန်တော်သမီးရဲ့ကြီးရတယ်ဆာမဲအခုနောက်တစ်ယောက်အငယ်တယောက်ကျွန်တော်ပြောမယ်တလောတော့ကျွန်တော်ကဝမ်းသာအားပြောတယ်သမီးရဲ့လို့သမီးဆယ်ရန်ဖြည့်တဲ့အချိန်ကျရင်တော့အခုစနစ်ပြောင်းသွားပြီလို့အမှန်လည်းမဟုတ်တော့ဘူးလို့သမီးစိတ်ဝင်စားတဲ့ဘာသာရပ်ကိုရှောက်ပြီးတော့ entrance ဖြည့်ပြီးတော့တက်လို့ရပြီသမီးရေလို့အထွေးဆုံးကရှစ်တန်းရှိသေးတာအဲတော့ကျွန်တော်ပြောတယ်ကျေးဇူးတော်ပဲပါပြောတယ်သမီးကဘာစိတ်ဝင်စားလို့သမီးဘာမှစိတ်ဝင်စားဟာနေဦးချောင်းမှာသင်နေတဲ့ဘာသာရပ်တွေလေမြန်မာတွေအင်္ဂလိပ်တွေသမိုင်းတွေသိပ္ပံတွေသင်ချာတွေအဲ့ထဲမှာသမီးစိတ်ဝင်စားတယ်သမီးတဘာသာမှစိတ်ဝင်စားပါဘူးနေကငါတို့အားလာလို့တက်နေရတော့ဘောဒီတော့ကျွန်တော်သမီးရခဲ့သူညီးတယ်အဲ့ဆိုတော့ပြောတယ်ကဲသမီးနေထိုင်ကြီးလို့ဆောင်ဝဲအောင်လားအောင်ရင်ငါတို့တိမ်လုံးဝိုင်းကြီးပဲကဲကောင်းပြီညီးတဲ့အတွက်ဘာအကျိုးထူးလဲဘာမှမထူးဘူးအဲ့တော့ညီးတွားခြင်းနဲ့ငိုကြွေးခြင်းဆိုတာတင့်ပြတ်နာအတွက်ဘာမှထူးခြားမှုဖြစ်ပြီးတော့မှအဲ့ဒါဘုရားခင်အလိုတော်မရှိသောအရာတွေဖြစ်လောကဘတော်ဒီကြပြောတယ်အလိုတော်မရှိသောညီးတွားခြင်းကိုပြုကြတယ်လို့ပြောတယ်ဘုရားနဲ့တကယ်တကယ်တော့သူတို့အသက်တာထဲမှာဘုရားပြောတယ်မိုးလင်းလို့မာနမို့စရတာနဲ့ဘုသူစီရတာဖျားစီရတာခရီးထွက်မယ်ဆိုလို့ရှိရင်မိုးတိမ်ရွေ့မှာခရီးထွက်အဲ့ဒီမိုးတိမ်ဘုသူစီရမိုးတိမ်ရိုက်သွားနေတဲ့ရှောက်လုံးမှာဒီမိုးတိမ်ကြီးကပို့ဆောင်နေတယ်ဆိုတာအဲ့ဒါကိုကြည့်ရင်ဘုသူ့ကိုမြင်နိုင်တယ်ဖျားညမောင်သွားရင်မိတိုင်းကြီးတွေပေါ်လာပြီးတော့အလင်းအောင်ရတယ်ဘုသူစီရတာလေဖျားစီသူတို့ဘဝထဲမှာဘယ်နေရာကြည့်ပါပဲလို့ဖျားကိုမြင်တယ်အဲ့ဒီဖျားကိုမြင်ပြီးတော့ချီးမွမ်းခြင်းနဲ့လာမှာဖြစ်တယ်ဟာလေလုယာအာမင်ဒါပေမဲ့သူတို့ညီးတွားခြင်းနဲ့ငိုကြွေးခြင်းကြောင့်တောထဲမှာပဲအဆုံးသတ်သွားစာဝတ်နေရတော့အစဉ်ပြေပါလေဒါပေမဲ့ဖျားခင်လိုခြင်းတဲ့အခြေအနေရောက်တယ်ဒါမှရှိတဲ့ဒီကောင်မောင်တို့ကပြောမယ်စာဝတ်နေရအစဉ်ပြေနဲ့မချင်နဲ့ဖယားကတင့်ကိုသူ့ရဲ့ရှေ့မှာအောင်မြင်တဲ့အသက်တာနဲ့ယုံကြည်မှုဖြစ်စေခြင်းနဲ့အာမင်တင်းအသက်တာထဲမှာခံစားရတဲ့အရာအလုံးကဖယားစီရလာတဲ့ဆိုတာကိုမြင်ပြီးတော့မှတင်ရှိမွမ်းခြင်းနဲ့အသက်ရှင်ပါအာမင်ပြီးတော့မှတင်းအသက်တာကတင်းအသက်တာရဲ့အနာဂတ်တစ်ခုလုံးကိုဖယားကအစီအစဉ်ဆွဲထားပြီးသားဖြစ်တယ်တင်ကဖယားရဲ့အကြံစီတော်ထဲမှာအသက်ရှင်နေတဲ့ယုံကြည်သူဆိုတဲ့ဖြစ်တယ်ဆိုတဲ့အရာကိုစိတ်ချမှုနဲ့အသက်ရှင်ပါအာမင်ဘသူတွေဘာလာပြောတင့်မနဲ့ဖန်အတွက်စိတ်မပူနဲ့ဖယားစီစဉ်ထားပြီးသား
လောကကြီးကဘာပဲဖြစ်နေတည့်ရနာဂတ်တွေတင်စိတ်မပူနဲ့ဖယားသခင်စီစဉ်ထားပြီးသားဟာလေလုယာတင်တဲ့ကျွန်တော်ဟာဖယားသခင်ရဲ့အကြံစီတော်ထဲမှာအသက်ရှင်နေတဲ့ဖယားသခင်ရဲ့နိုင်ငံတော်သားတွေဖြစ်တယ်အာမင်အဲ့တော့ဩစတြေးလျနိုင်ငံသားဖြစ်ရင်သူ့မှာနိုင်ငံသားရဲ့အခွင့်အရေးရှိအမေရိကန်နိုင်ငံသားဖြစ်ရင်နိုင်ငံသားရဲ့အခွင့်အရေးရှိကနေဒါနိုင်ငံသားဖြစ်ရင်နိုင်ငံသားရဲ့အခွင့်အရေးရှိတယ်လို့ပဲကျွန်တော်ကဘယ်နိုင်ငံသားလဲဖယားသခင်ရဲ့နိုင်ငံတော်သားဖယားသခင်စီကနေပြီးတော့မေတ္တာနဲ့ပေးတဲ့မဆာတဲ့အရာတွေကိုခံစားပြီးအသက်ရှင်အာမင်နှုတ်ကပတ်တော်ကိုရောက်ရှင်တဲ့ဝိညာဉ်ရေးအတွက်အောက်ကြီးနေမှာဖြစ်ပါစေအာမင်